အားလုံးပဲမင်္ဂလာပါဒီနေ့မှာမီစင်ကဗီဒီယိုနှစ်ပုတ်ကိုဘယ်လိုမျိုးအလွယ်တကူဆက်လုပ်ရလဲဆိုတာကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ဒီရဲ့နီလန်းဒီဗီဒီယိုဖန်တီးတတ်တဲ့သူတွေအနေနဲ့ကကြတော့အရန်ကိုလွယ်ကူပါတယ်ရုပ်ရှင်းပါတယ်ဒါပေမဲ့လုံးဝကိုမသိတည်တဲ့လူတွေအတွက်ကကြတော့ဗီဒီယိုနှစ်ပုတ်ကိုဘယ်လိုမျိုးဆက်ရမလဲဆိုတာကိုမသိကြတည်တဲ့သူတွေမီစင်ကိုလာပြီးမေးကြတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာမီစင်ကဗီဒီယိုကိုလိုချင်တဲ့ပုံစံဗီဒီယိုနှစ်ပုတ်ကိုဘယ်လိုမျိုးဖန်တီးရမလဲဘယ်လိုမျိုးအလွယ်တကူဆက်လို့ရမလဲဆိုတာကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့မီစင်နဲ့တူတူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်short လေးထဲဝင်မယ်ဗီဒီယိုလေးထဲကိုတစ်ချက်ရွေးလိုက်မယ်ပြီးတော့အပေါင်း news ဆိုတာလေးကိုတစ်ချက်ရွေးလိုက်မယ်အရင်ဦးဆုံးကိုရိုက်ထားတဲ့ဗီဒီယိုမှာဘယ်ဗီဒီယိုတစ်ပုဒ်ကိုအရင်ဆုံးလာချင်တာလဲဆိုတာကိုအရင်ဆုံးရွေးချယ်ပေးရမယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒါလည်းပါတော့မီစင်ကဒီရဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်လိုက်သည်ရွေးချယ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဗီဒီယိုကိုအရင်ဦးဆုံးကိုကဖြတ်ညက်ကအရင်လုံးမှာလားဆိုတာကိုတစ်ချက်စဉ်းစားမလုပ်သေးဘူးဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုထပ်ဆက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းလေးတစ်ခုရှိရပေါ့နော်ဒီရဲ့အပေါင်းလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ဆိုလို့ရှိရင်ကိုကဗီဒီယိုကိုထပ်ဗီဒီယိုရွေးမှလားဓာတ်ပုံရွေးမှလားဆိုတော့သူကမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့ဒုတိယတစ်ခုကိုပဲထပ်နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်မယ်ဆိုလို့ရှိရင်ကိုကဒီဗီဒီယိုတစ်ပုဒ်ကိုနောက်ထပ်ဒီဒုတိယအနေနဲ့နော်ပထမဗီဒီယိုနောက်မှာလာပြီးဆက်ချင်တဲ့ဗီဒီယိုကဘယ်ဟာလဲဆိုတာကိုကိုကသိဖို့လိုတယ်ပြီးရင်အဲ့ဒီຢာကိုရွေးချယ်ပြီးတော့မှအမှန်ချစ်တွေတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒီနောက်မှာကိုမီစင်တို့တွေကရွေးချယ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်မီစင်ကရိုက်ထားတာကဒီမှာထောင်လိုက်နဲ့အလျားလိုက်နဲ့ရိုက်ထားဖြစ်တဲ့အတွက်ကြောင့်မို့သူကဒီလိုမျိုး site ကမညီပဲနဲ့အမဲလိုမျိုးလာပြီးတော့မှပေါ်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုအနေနဲ့ဗီဒီယိုကိုဆက်တယ်ဆိုတဲ့အခါမှာနောက်ထပ်ဗီဒီယိုတစ်ပိုင်းကိုထပ်ဆက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီရဲ့အပေါင်းလေးကိုပဲရွေးချယ်ပြီးတော့မှပဲမီစင်တို့တွေကဗီဒီယိုတွေကိုထပ်ပြီးတော့မှနောက်ကနေထပ်ပြီးတော့မှဆက်လို့ရရပေါ့နော်တကယ်လို့အဲ့လိုမှမဟုတ်ဘူးကိုကဒီဗီဒီယိုတစ်ပုဒ်ကိုပြင်ပြီးကကြမှာဆက်မယ်ဆိုလို့ရှိရင်လည်းရတယ်လို့မျိုးဗီဒီယိုတွေကိုအားလုံး1 minute 3 4ရွေးချယ်ပြီးသွားတဲ့အခါကျမှပဲဗီဒီယိုကိုဖြတ်ညက်ကလုပ်မယ်ဆိုလို့ရှိရင်လည်းရတယ်ဒီနေရာမှာတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်နော်ဒီလိုမျိုးပဲပြပေးပါမယ်ခပ်မှာဆိုလို့ရှိရင်လည်းဒီမှာ new video ကိုရွေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုထည့်ချင်တဲ့ဗီဒီယိုလေးကိုပေါ့နော်ပထမအဆုံးအနေနဲ့ကိုရွေးချယ်မဲ့ဗီဒီယိုကိုတစ်ချက်ရွေးချယ်မယ်မင်းစင်ပထမအဆုံးဗီဒီယိုကိုဒီမှာ add ဆိုပြီးတော့မှရွေးချယ်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကျတော့သူကကျတော့ဒီအနောက်မှာအပေါင်းသူကကျတော့ဒီနောက်မှာအပေါင်းလေးရှိတယ်ဒီအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ပဲဗီဒီယိုထပ်လာမယ်နောက်ထပ်ဗီဒီယိုကိုထပ်ပြီးတော့မှမင်းစင်တို့ရွေးချယ်မယ်နောက်ထပ်ဗီဒီယိုထပ်ရွေးချယ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာသူ့နောက်မှာကြည့်လိုက်နောက်ထပ်ဒီမှာဒီဗီဒီယိုလေးထပ်ပြီးတော့မှလာတယ်ပေါ့နော်အဲ့တော့ဘယ်ဗီဒီယို editing ဖြစ်တဲ့ application မှာဆိုဗီဒီယိုကို2ပုတ်3 4ပုတ်ထပ်ပြီးနောက်ကနေဆက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုနည်းနဲ့ပဲထပ်ပြီးတော့မှဆက်တာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဗီဒီယို3 4ပုတ်ဆက်တယ်ဆိုတာထက်ဗီဒီယိုတွေကိုတစ်ပိုင်းပြီးတစ်ပိုင်းဆက်တယ်လို့ပြောရဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေတယ်မှန်ကန်တယ်ပေါ့နော်အဲ့တော့မီစင်တို့တွေကဗီဒီယိုတွေကိုနောက်ထပ်ပြီးဆက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီရဲ့အပေါင်းလေးကိုပဲထပ်ပြီးတော့မှဆက်နှိပ်သွားရမှာဖြစ်ပါတယ်အဲ့တော့TikTok မှာသွားပြီးတော့မှတချို့တွေခုနောက်ပိုင်းဗီဒီယိုတွေကိုဖြတ်တာတွေ့ရတယ်အဲ့ TikTok မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲဗီဒီယိုတစ်ပုဒ်ကိုအရင်ရွေးလိုက်တယ်နောက်ထပ်တစ်ပိုင်းကိုထပ်ဆက်ချင်တယ်ဆိုလို့ရှိရင်သူ့မှာလည်းဒီလိုအပေါင်းပုံစံလိုမျိုးလေးပါတယ်ပေါ့နော်အဲ့ဒီຢာလေးကိုနှိပ်လိုက်တယ်ဆိုတာနဲ့နောက်ထပ်ဗီဒီယိုတစ်ပိုင်းကိုထပ်ပြီးတော့မှရွေးချယ်ပြီးတော့ထပ်ဆက်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကနေပြီးတော့မှဗီဒီယိုတွေကိုဘယ်လိုမျိုးဆက်ရမလဲဆိုတာကိုနားလည်သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်နားမလည်ရရှိရဆိုလို့ရှိရင်မီစင်ကိုချိန်မေးလာပြီးမေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်